မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့တော့2026ကမ္ဘာဖလားအုပ်စုပွဲစဉ်ဖြစ်တဲ့ပေါ်တူဂယ်နဲ့ဥဇဘက်ကစ္စတန်တို့ရဲ့အမခန်းပွဲစဉ်ကိုပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပေါ်တူဂယ်အသင်းဟာအစကတည်းကဖိအားပေးကစားခဲ့ပြီးဥဇဘက်ကစ္စတန်ကို9ဂိုးပြတ်နဲ့အနိုင်ယူသွားခဲ့ပါတယ်။ဘလို့ဂိုးတွေသွင်းယူခဲ့တယ်လဲ။ဘသူတွေခြေစွမ်းပြခဲ့တယ်လဲ။ကြည့်လိုက်ရအောင်။ပွဲစတာနဲ့ပေါ်တူဂယ်ဟာဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးဥဇဘက်ကစ္စတန်ဘက်ကိုဆက်တိုက်ဖိကစားခဲ့ပါတယ်။ဥဇဘက်ကစ္စတန်ကခံစစ်ကိုအင်အားပြည့်ကစားခဲ့ပေမဲ့ပေါ်တူဂယ်ရဲ့တိုက်စစ်ဖိအားကိုကြာမတောင့်ခံနိုင်ခဲ့ပါဘူး။ပွဲချိန်အစောပိုင်းမှာပဲပေါ်တူဂယ်ရဲ့တိုက်စစ်မှုတွေခွင့်ရများစွာဖန်တီးနိုင်ခဲ့ပြီးဥဇဘက်ကစ္စတန်ဂိုးသမားကအလုံများခဲ့ရပါတယ်။မိနစ်20ကျော်လောက်မှာတော့ပေါ်တူဂယ်ဟာပထမဂိုးကိုစတင်ရရှိခဲ့ပါတယ်။ဒီဂိုးရပြီးနောက်ပေါ်တူဂယ်အသင်းရဲ့ယုံကြည်မှုကပိုတက်လာခဲ့ပြီးဘောလုံးပိုင်ဆိုင်မှုကိုဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဥဇဘက်ကစ္စတန်ဘက်ကတော့တံပြန်တိုက်စစ်နဲ့ကြိုးစားခဲ့ပေမဲ့ပေါ်တူဂယ်နောက်တန်းကအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ပထမပိုင်းမပြီးခင်မှာပေါ်တူဂယ်ဟာနောက်ထပ်ဂိုးတွေထပ်သွင်းနိုင်ခဲ့ပြီးဥဇဘက်ကစ္စတန်အတွက်ပိုပြီးခက်ခဲသွားစေခဲ့ပါတယ်။ဒုတိယပိုင်းစတင်ချိန်မှာဥဇဘက်ကစ္စတန်ကပိုပြီးတိုက်စစ်ဆန်လာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပေါ်တူဂယ်ဟာအတွေ့အကြုံပိုင်းရောအရေးသွေးပိုင်းမှာအသာစီးရှိနေခဲ့ပါတယ်။ပေါ်တူဂယ်ရဲ့ကွင်းလယ်ကစားသမားတွေကဘောလုံးကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီးတိုက်စစ်ကိုအဆက်မပြတ်တည်ဆောက်နိုင်ခဲ့ပါတယ်။ဥဇဘက်ကစ္စတန်ဘက်ကခံစစ်မှာအမှားတချို့ဖြစ်ပေါ်လာတာနဲ့အမျှပေါ်တူဂယ်ကအခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချခဲ့ပါတယ်။ပွဲချိန်တိုးလာတာနဲ့အမျှပေါ်တူဂယ်ဟာတကိုးပြီးတကိုးသွင်းယူနိုင်ခဲ့ပြီးပွဲရလဒ်ကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ပရိသတ်တွေကလည်းပေါ်တူဂယ်ရဲ့လှပတဲ့ passing တွေနဲ့ teamwork ကိုသဘောကျနေခဲ့ကြပါတယ်။မိနစ်90ပြည့်ချိန်မှာတော့ပေါ်တူဂယ်အသင်းဟာဥဇဘက်ကစ္စတန်ကို9-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ပေါ်တူဂယ်ဟာအုပ်စုရဲ့ထိပ်ဆုံးနေရာကိုပိုပြီးခိုင်မာစေခဲ့တယ်လို့နောက်တစ်ဆင့်တက်ဖို့လည်းအခွင့်အရေးကောင်းတွေရရှိသွားပါတယ်။ဥဇဘက်ကစ္စတန်အတွက်တော့ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပေမဲ့နောက်လာမယ့်ပွဲစဉ်တွေမှာပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသဖို့လိုအပ်နေပါတယ်။ပေါ်တူဂယ်ရဲ့ဒီ9-0နိုင်ပွဲကိုဘယ်လိုမြင်လဲ။ပေါ်တူဂယ်ကဒီနှစ်ကမ္ဘာဖလားကိုဆွတ်ခူးနိုင်မယ်လို့ထင်ပါသလား။ခမန့်မှာမင်းတို့ရဲ့အမြင်တွေကိုရေးပေးခဲ့ပါဦး။ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ် football recap ဗီဒီယိုတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။